နောက်တစ်ရက်ညနေခင်းရောက်တော့မာဟီရိုတယောက်တစ်ပင်ပေါ်ကကြောင်လေးကိုကယ်ရင်းနဲ့ဒဏ်ရာရထားတာကိုအာမနဲ့ကတွေ့သွားပါတယ်။အဲဒါကြောင့်ဆေးပစ္စည်းတွေတော့ခဲ့ပြီးစကတ်ကိုအင်ကြီးနဲ့အုပ်ကရှေ့စိုးရှုပ်ခိုင်းပြီးဒဏ်ရာဖြစ်တဲ့နေရာကိုဆေးပတ်တီးစီးပေးပါတယ်။ဆိုတော့ယူဒီယောက်ျားဆန်ပြရနေရကြောင်းမာဟီရိုကတော့အာမနဲ့ကိုကြွေသွားပါပြီ။ရှေ့စိုးနဲ့စင်မပြေတော့ကြောင်းအာမနဲ့ကသူ့ရဲ့အားကစားပေါင်းမီကိုထုတ်ပေးပါတယ်။အဲဒါအပြင်လူမမြင်အောင်သူ့ရဲ့ဟူဒီကိုပါဝတ်ခိုင်းလိုက်ပြီးကြောပိုးပြီးအိမ်ပြန်ပို့ပေးပါတယ်။မာဟီရိုကလည်းဆောင်ရွက်နေကြွေပြီးကျေးဇူးတွေစွတ်တင်နေပါပြီ။အာမနဲ့ရဲ့အားကစားပေါင်းမီရှိကိုမာဟီရိုစီငားခဲ့တာကြောင့်နောက်ရဲ့အားကစားချိန်မှာပေါင်းမီတို့ကိုပဲဝတ်လိုက်ရပါတယ်။မိန်းကလေးဘက်မှာလည်းမာဟီရိုကလူကြိုက်များသလိုယောက်ျားလေးဘက်မှာလည်းစော်ကြည်ပွဲတစ်ပွေရှိနေပြီးတချို့ကောင်တွေကမလာလုံနေကြပါတယ်။အဲအချိန်မာဟီရိုကအာမနဲ့ကိုပြုံးပြလိုက်တာကိုဘေးကကောင်တွေကသူတို့ကိုပြုံးပြရထင်နေကြပါတယ်။ညနေရောက်တော့မာဟီရိုကညစာနဲ့အတူငားထားတဲ့ဘောင်းမရှိကိုပြန်ပေးပါတယ်။သူမရဲ့ခြေထောက်ကလည်းအတော်တက်တာနေပါပြီ။အာမနဲ့ကနတ်သမီးလေးရဲ့အပြုံးတစ်ချက်ကြောင့်ယောက်ျားလေးတွေပျော်သွားကြောင်းပြောပြပါတယ်။မာဟီရိုကသူမကိုနတ်သမီးလို့ခေါ်တာသဘောမကျကြောင်းပြောပြီးအပြုံးတစ်ခုကအဲ့လောက်ပျော်စရာကောင်းလို့လားလို့မေးပါတယ်။အာမနဲ့ကမိန်းကလေးတွေလည်းစော်ကြည်ဘဲခတ်တော့ကပြုံးပြလိုက်ရင်ပျော်ကြတယ်မလားဆိုပြီးပြန်မေးပါတယ်။မာဟီရိုကစော်ကြည်ဘဲကိုစိတ်ဝင်စားကြောင်းပြောပါတယ်။မာဟီရိုကရုပ်ရှိုးတိုင်းသာစိတ်ဝင်စားရမယ်ဆိုရင်သူ့ပေါ်အာမနဲ့ကခံစားချက်မရှိအောင်ထူးဆန်းမနေဘူးလားလို့ထပ်ပြောပါတယ်။မာဟီရိုကကျေးဇူးတင်တဲ့အနေနဲ့အထူးရင်းတွေလုပ်ပေးတာပြီးအာမနဲ့လည်းဟင်းတွေကိုကြိုက်နေပြီမြတခါတလေတော့ပူပူနွေးနွေးလေးစားကျင်တယ်ဆိုပြီးပြောမိလိုက်ပါတယ်။မာဟီရိုကဈေးတဝက်ဆိုင်ပေးသူ့အခန်းမှာလာချက်ပေးမယ်ဆိုပြီးပြောပါတယ်။အာမနဲ့အတွက်ဈေးတဝက်ဆိုင်ပေးရမှာကိစ္စမရှိပါဘူး။ဒါပေမဲ့မာဟီရိုကအာမနဲ့တက်ခဲမှာလာချက်ပေးရမှာဖြစ်လို့မာဟီရိုတခုလောက်ခံမှာမကြောက်ဘူးလားလို့မေးတဲ့အခါမာဟီရိုကသူ့ကိုထိရင်နင်းရှင်းပေးမယ်လို့ပြောပါတယ်။မာဟီရိုကအာမနဲ့ကိုအန်ဒီအဖြစ်မမြင်တယ်လို့အာမနဲ့အကြိုက်ကလည်းသူမပုံစံမဖြစ်နိုင်ဘူးဆိုပြီးပြောပါတယ်။ဒီလိုနဲ့မာဟီရိုကအာမနဲ့ရဲ့အခန်းမှာဟင်းလိုက်ချက်ပေးဖို့ဖြစ်လာခဲ့ပြီးဈေးဘိုးနဲ့တန့်ရှင်းကိုတယောက်တစ်ဝက်စီတာဝန်ယူရမှာပါ။ပထမဆုံးရက်မှာတော့ဟင်းမချက်တဲ့အာမနဲ့ကိုအဲကမ်းမှာပဲထိုင်ဆောက်ခိုင်းလိုက်ပါတယ်။အာမနဲ့ကတော့မိမရသွားတယ်လို့ခံစားနေရပါတယ်။မာဟီရိုချက်ပေးတဲ့ဟင်းတွေကိုအာမနဲ့ကအရသာတွေ့နေပြီးမာဟီရိုကတော့ကျေနပ်နေပါတယ်။အာမနဲ့ကအမြဲတမ်းအဆင့်30ဝင်တဲ့စာနှင်းငယ်တော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူ့တငယ်ချင်းအီဇူကီကတော့ရီစားတစ်ယောက်နဲ့တိုင်ပတ်နေပါတယ်။သူတို့အတွက်ရှိချီနူတစ်တီတူနေအောင်အာမနဲ့ကစိတ်ဝင်စားပေမဲ့ထိုင်ကြည့်နေရပါတယ်။အိမ်မရောက်တော့မာဟီရိုကအမှတ်ပြရမှာကိုကြိုသိနေပြီးစာရီလည်းရှက်ကြိုးစားထားတာကိုတွေ့လိုက်ရပါတယ်။အာမနဲ့ကလက်ရှိအဆင့်ကိုထိန်းထားအောင်လို့ပဲလေ့လာထားတာဖြစ်ပြီးမာဟီရိုလောက်တော့စာမကြိုးစားပါဘူး။မာဟီရိုကတော့မကြိုးစားလို့မဖြစ်ဘူးဆိုပြီးပြောပါတယ်။မာဟီရိုပြန်တော့မဲ့ချိန်ကျောင်းသားကပြုတ်ကြလို့အာမနဲ့ကကောက်ပေးလိုက်ပါတယ်။ကျောင်းသားကကိုမြင်လိုက်တာကြောင့်မာဟီရိုမွေးနေရောက်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ်။နောက်တစ်ရက်မှာဘာလို့ချင်းလဲလို့မေးတဲ့အခါဒေါက်တီကြောက်လို့ပြောတာကြောင့်အာမနဲ့လည်းလန့်သွားခဲ့ပါတယ်။အာမနဲ့ကမွေးနေလက်ဆောင်ပေးဖို့အတွက်သူ့တငယ်ချင်းအီဇူကီရှိမှာအကူအညီတောင်းခံခဲ့ပြီးသူကနေတစင်သူ့ဆော်ရှီတိုဆဲစီရောက်သွားပါတယ်။ရှီတိုဆဲကမိန်းကလေးအကြောင်းကိုဘာမှမသိရပဲသူဘာကြိုက်တယ်လည်းမပြောတတ်ဘူးဆိုပြီးပြောပါတယ်။အာမနဲ့ကတော့ဘသူ့ကိုပေးမယ်ဆိုတာလုံးဝမပြောပဲရှီတိုဆဲကြိုက်တတ်တဲ့ဟာပေးမယ်လို့ပြောပါတယ်။ရှီတိုဆဲပေးတဲ့အကြံတွေကကောင်းနေတာကြောင့်ဈေးဝယ်တဲ့အခါကူညီရဖို့အတွက်မုံဝယ်ကျွေးရပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ဝယ်လာတဲ့လက်ဆောင်လေးကိုမွေးနေ့လက်ဆောင်အဖြစ်နဲ့မာဟီရိုကိုပေးလိုက်ပါတယ်။မာဟီရိုကသူ့မွေးနေ့ကိုဘယ်လိုလုပ်သိရလဲမေးတော့ကျောင်းသားကနေတစင်သိခဲ့တာလို့ပြောလိုက်ပါတယ်။မာဟီရိုကမျက်နှာငယ်လေးနဲ့မွေးနေ့တစ်ခါမှမလုပ်ဘူးပြောတော့အာမနဲ့လည်းကျေးဇူးတင်တဲ့အနေနဲ့ပေးရလို့သဘောထားပြီးယူဖို့ပြောပါတယ်။လက်ဆောင်ကိုဖွင့်ကြည့်တဲ့အခါစကင်ကဲဘူးလေးတစ်ပူနဲ့ဝုန်းဝုံရုပ်လေးတစ်ရုပ်ကိုတွေ့လိုက်ရပါတယ်။အာမနဲ့ကမကြိုက်ရင်လွှတ်ပြဖို့ပြောတဲ့အခါမာဟီရိုကအဲ့လိုဘတော်မှမလုံးမဲ့အပြင်တန်ဖိုးထားမယ်ဆိုပြီးပြောပါတယ်။မာဟီရိုလိုနာမည်ကြီးတဲ့မိန်းကလေးတစ်ယောက်ကလက်ဆောင်ရတာဒါပထမဆုံးလို့ပြောပါတယ်။သူမကမွေးနေ့တွေကိုမုန်းတဲ့ပြင်သစိမ်းနေစီကနေလက်ဆောင်မလို့ချင်တာကြောင့်ဘသူ့ကိုမှပြောပြမထားတာဖြစ်ပါတယ်။အာမနဲ့ကဒါဆိုငါလက်ဆောင်ကိုဘာလို့လက်ခံတာလေးလို့မေးတဲ့အခါအာမနဲ့ကသစိမ်းမမဟုတ်တာလို့ရှစ်စရာကောင်းတဲ့ပုံစံလေးနဲ့ပြောတော့ကိုရော်ရှောလေးရေခုန်သွားပါတယ်။ episode 2လေးရောဒီမှာတည်းပဲပြီးသွားပါပြီ။နောက်လာမယ့် episode မှာတော့မာဟီရိုနဲ့ပပေတိုးတဲ့အာမနဲ့အမေကိုမြင်ရမှာဖြစ်ပါတယ်။